မေကန်တစ်ချက်ဟိမ့်လိုက်တာနဲ့ဗိုလ်ချုပ်စော်မင်းထွန်းကိုထိုင်ပေလေအင်္ဂလိပ်တန်တွေပါထွက်လာတာခင်ဗျားတို့တွေ့ပါလိမ့်မယ်နော်ရှေ့လျှောက်ခင်ဗျားတို့ကြည့်လိုက်ပါဦးမင်းအောင်လိုင်းအများကြီးချိုးပြောင်းလာပါလိမ့်မယ်ကျွန်တော်မလုံလို့မရဘူးနော်သူလုံပါလေသူကအကဲညှိပြီဆိုလုံပါနော်အမေရိကန်ကတကယ်နိုင်ငံတစ်ခုကိုဝင်ချင်တယ်ဟေ့ဆိုလို့ရှိရင်အမေရိကန်ရဲ့ကိုပြောက်လေရင်တွေရှိတယ်သူရဲ့ mission တွေရှိတယ်အမေရိကန်ကတကယ်ရေငန်ပိုင်ဥရှင်ကြီးပဲနော်ရေငန်တကြောပိုင်ဆန်ကြောတဲ့ပိုင်ဆိုးတဲ့ဒီဘယ်လိုခေါ်မလဲကျွန်တော်တို့အမေရိကန်ဖြစ်တယ်နော်ရေငန်တကြောမှာသူ့ကိုသွားလို့အဲရေကနေပြီးတော့ကြိုက်တဲ့လမ်းကနေကျွန်တော်မြန်မာနိုင်ငံကိုဝင်လာလို့ရတယ်ဝင်လာပြီးတော့သူတို့လိုချင်ရင်ခင်ဗျားတို့အဲ့ဒီမြန်မာနိုင်ငံရေဒါတွေကသူ့ရဲ့ခေါ်မလို့ရှိရင်သူ့လေရင်တွေကိုဖမ်းလို့မမိပါဘူးနော်မမိတဲ့အပြင်ကိုရေဒါလည်းမမိပဲနဲ့ဦးမင်းအောင်လာဝင်ကုတ်သွားလို့တော့ရတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့ဒါတော့အမှန်ပဲဒါဘကုန်းမှာပါရှိတယ်ညာရှိတယ်မလုံနဲ့ရုရှားကိုဘယ်လိုပဲအာကိုချိန်ဖြစ်လာလို့ရှိရင်ရုရှားဟာဘာမှကူညီနိုင်တဲ့နိုင်ငံမဟုတ်ဘူးတရုတ်ကဘာမှအဆွေမရှိတဲ့ကြားဆိုတော့ကိုဒီပေါ့ဦးမင်းအောင်လိုင်းတို့နားလည်ပုံရပါတယ်အမေရိကန်နဲ့ပတ်သက်ပြီးတော့လည်းတန်တမန်ဆက်ဆံမှုတွေမှာကျွန်တော်ကြည့်ရဆိုလို့ရှိရင်အမေရိကန်ကတစ်ချက်ဟိမ့်လိုက်ပြီးဟေးဆိုလို့ရှိရင်ဘုံငွေနဲ့ဆိုလို့တခါလဲစစ်ဘုံချုပ်တွေပါဇက်ကနေပြီးတော့အင်္ဂလိပ်စကားတွေပါတယ် your trust is our priority ဟဲ့လား your safety is our priority ဆိုဖြစ်လာအဲ့ဒီတော့ကြောင့်မလို့တော့ခင်ဗျားတို့မျှော်လင့်နေတယ်လို့မျိုးဦးမင်းအွန်လိုင်းကဒီကိစ္စကိုရှောင်မှာဖြစ်တယ်နော်ရှောင်တိမ့်သိမ့်ကောင်းပါတယ်အဲ့တော့မမျှော်လင့်ပါနဲ့ဒါမဲ့တော့တခုရှိတာပေါ့ဒီကရှေ့လျှောက်သွားမဲ့နိုင်ငံရေးမှာဦးမင်းအွန်လိုင်းတို့ရဲ့လုပ်ပုံကိုင်ပုံတွေဟာအများကြီးအချိုးပြင်သွားနိုင်တယ်ဆိုတော့ကိုတော့ကျွန်တော်ပြောရဲပါတယ်နော်စောင့်ကြည့်လိုက်ပါအများကြီးအချိုးပြင်သွားလိုက်မယ်အခုဆိုလို့ရှိရင်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဖြစ်ပါလိမ့်မယ်သူကိုယ်တိုင်ကလည်းမြန်မာနိုင်ငံမှာမြန်မာနိုင်ငံရဲ့အရေးကိုမိတ်မထားဘူးဆိုတာသူပြောခဲ့တဲ့အတွက်ကြောင့်မို့လို့အချိုးအများကြီးပြင်သွားပါလိမ့်မယ်တကယ်ဖြစ်လာရင်တရုတ်ဘာမှမကူညီနိုင်ပါဘူးနော်သူ့တော်မှပဲတခါတည်းထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတော့အမေရိကန်ကချုပ်ပွိုင်းနဲ့ကိုထည့်ထားပြီးသားဖြစ်တယ်တရုတ်ကလည်းလေနော်အဲ့တော့ဂိမ်းအမေရိကန်ဝင်ရင်လုံးဝအလွယ်လေးပါသွားမှာပါနော်အလွယ်လေးပါသွားမယ့်အခြေအနေတွေရှိတယ်နော်အဲ့တော့အမေရိကန်စစ်စခန်းတွေရေတပ်စခန်းတွေအများကြီးရှိတာဟိုတရုတ်တွေပါလေခင်ဗျားတို့သူ view site နေမှာပေါ့အကဲသူနဲ့ညှိလို့ရတော့ view site မှာမဟုတ်ဘူးနော်ဟိုဦးမင်း online ကိုအားလုံးစန့်ကျင်ခဲ့ကြတယ်ခင်ဗျားတို့သိတယ်နော်အဲ့တော့စန့်ကျင်ခဲ့ကြတယ်မချစ်တဲ့သူတွေကဗနက်ဇွဲလားပြည်သူတွေကမော်ဂျူးကိုမချစ်တယ်လို့မျိုးကျွန်တော်မြန်မာနိုင်ငံမှာရှိတော့ဦးမင်း online ကမုန်းတဲ့သူတွေတော်တော်များများဟာအဲ့လိုလူပင်လေကြီးလောက်ရှိခဲ့တယ်ဆိုတဲ့ခါကျတော့အကယ်၍သာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒီလိုပဲပြည်သူတွေထွက်ပြီးလမ်းပေါ်မှာကကြမယ်ဆိုတာတော့ကျွန်တော်ဒါအမှန်တရားကိုသိတဲ့အတိုင်းပေါ့နော်ကျွန်တော်သုံးသက်ချက်တိုင်းကျွန်တော်မြင်တဲ့အတိုင်းပြောရမယ်ဆိုလို့ရှိရင်တော့လူတွေထွက်ကကြမှာသိချတယ်နော်ဒါအမေရိကန်ကိုကျွန်တော်အားကျလေးစားလို့ပြောနေမှာမဟုတ်ဘူးเนาะအရှိတရားကိုကျွန်တော်ပြောနေတာဖြစ်တယ်အချိုးပြင်ပါတယ်ပြင်ဖို့လဲသိချနေတာကြောက်တာကို